အားလုံးပဲမင်္ဂလာညချမ်းလေးပါရှင်ဒီနေ့ကတော့ကျမတို့ရခိုင်ဘက်မှာဆိုရင်ဒီကြီးလူငယ်မရေးကြိုင်နေတဲ့ကြတဲ့ရခိုင်ရိုးရာမုတ်ခေါ်ပြေလုံးလေးလေးကိုအားလုံးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်အရင်ဦးဆုံးညီမတို့ကောင်းကင်ဆံမုံတွေကိုစားနေနေထည့်ပါမယ်ရှင်အုံးရည်နဲ့မူးမွေးလေးရအောင်အတွက်အုံးသီးကိုခွဲပြီးတော့အုံးသီးအရည်ကိုလည်းထည့်အသုံးပြုပါတယ်ပြီးတော့ရေထပ်ထည့်ပါမယ်ရေထပ်ပြီးတော့နှံ့အောင်အတွက်ကြာကြာလေးနယ်လိုက်ပါမယ်ရှင်များများနယ်လေကောင်းလေးဖြစ်တဲ့အတွက်အားထည့်နယ်ပြီးတော့ခဏလောက်နှက်ထားလိုက်ပါတယ်မုံနဲ့တွဲစားဖို့အတွက်ထညက်ရေးစပြီးတော့ကြိုပါတော့မယ်ထညက်ထဲကိုရေနဲ့စားအငနဲ့ငယ်ထည့်ပါမယ်ဒီနေရာမှာသတိပြုရမှာကရေအများကြီးထည့်လို့မရပါဘူးရေအများကြီးထည့်လိုက်ရင်တော့ဒီလိုထညက်ရေပြည့်တွက်လေးဖြစ်ဖို့အတွက်ကိုအချိန်ကြာကြီးစောင့်ရပါတယ်မုံခေါ်ပြင်ပေါင်းမှုအတွက်ပေါင်းအိုးရစကားထဲမှာငပြောဖက်လေးတွေခင်းပြီးတော့မကန့်အောင်အတွက်စီလေးတွေတုံးထားလိုက်ပါတယ်ပြီးရင်တော့ခဏတော့နှက်ထားတဲ့မုံနည်းလေးတွေစထည့်လို့ရပါပြီမုံနည်းလေးတွေကိုမထူမပါခင်းပြီးတော့ကိုလိုချင်တဲ့ပုံစံဝိုင်းဝိုင်းလေးပေါ်လိုက်ပါတယ်ပြီးရင်ပေါင်းအိုးထဲမှာထည့်ပြီးတော့ပေါင်းထားလိုက်ပါတယ်မုံခေါ်ပြင်နဲ့တွဲစားဖို့အတွက်အုံးသီးတွေရှင်းထားပါမယ်ကောင်းကင်ဆန်တပီကိုအုံးသီးသုံးလုံးအသုံးပြုပါတယ်ရှင်ပေါင်းအိုးထဲမှာနာရီဝက်လောက်ပေါင်းပြီးသွားပြီဆိုရင်တော့ဒီလိုမျိုးမုံခေါ်ပြင်အေးထုတ်ထုတ်လေးရပါပြီပေါင်းထားတဲ့မုံလေးတွေပေါ်မှာနှမ်းလေးတွေလိုက်ဖြူလိုက်ပါမယ်အုံးသီးလေးထည့်ပြီးတော့ထညက်ရည်လေးစမ်းပြီးစားလို့ရပါပြီရှင်ရေနွေးငွေလေးနဲ့ပေါင်းထားလို့ဝါလိုက်တိုင်းမှာအေးနေအောင်စားလို့ကောင်းတဲ့ရခိုင်ရိုးရာမုံခေါ်ပြင်လေးပါရှင်ပြီးတော့အုံးသီးလေးတွေထည့်ပြီးတော့ထညက်ရည်လေးနဲ့တွဲစားလို့ရပါပြီ။